အိမ်မဆောင်တယ်မုံတိုင်းထဲမှာအိမ်ဆောင်ရင်အဲ့အတိုင်းပဲအတွေးဝင်တတ်တယ်နေ့ရက်စဉ်တိုင်းမှာကိုယုံကြည်ခြင်းနဲ့မတိဆောက်ရင်နေ့ရက်ချိန်တိုင်းမှာကိုဆုတောင်းခြင်းစံစာဖတ်ခြင်းတို့ခင်ဗျားတို့ invest your time တင်းရဲ့အချိန်ကို invest လုပ်ပါဖရားနဲ့တင်းတို့အခုမသိဘူးဒါပေမဲ့မှတ်ထားခင်ဗျားနေ့တိုင်းစံစာဖတ်ခဲ့တယ်နေ့တိုင်းဆုတောင်းထားတဲ့အရာတွေနေ့တိုင်းမိတ္တဟာယဖွဲ့ခဲ့တဲ့အရာတွေဖရားကိုချိန်ပေးခဲ့တဲ့အရာတွေအားလုံးအခုခင်ဗျားမသိပေမဲ့တကယ်ပဲယောဂဝင်လာတဲ့အချိန်တကယ်ပဲငွေရေးကြေးပြဿနာဖြစ်လာတဲ့အချိန်တကယ်ပဲကြီးမားစွာသောပြဿနာဘာငါအိမ်ကိုတိမ့်တော့မယ်ဆိုတဲ့အချိန်မှာရှင်မော့လို့တို့နေနိုင်တယ်ငါဖယားငါနဲ့ရှိတယ်ဘာကြောင့်လဲအဲ့ဒီချိန်မှာသင်ဆုထားတယ်ယုံကြည်ခြင်းနဲ့အဲ့အချိန်မှာထွက်လာတယ်ဝေါအဲ့ဒီအချိန်မှာယုံကြည်ခြင်းကစတင်လှုပ်လှုပ်တာပြဿနာဖြစ်မှာဟိုဆရာခေါ်ဆုတောင်းခိုင်းဒီဆရာခေါ်ဆုတောင်းခိုင်းအစာရှောင်ဆုတောင်း It's too late နောက်ကျသွားတယ်အိုဆရာကြီးဆုတောင်းပြတော့ဆရာကျွန်တော်ကလေးမျိုးမှာသွားတော့တရားဟောတယ်နောက်ဆုံးညမှာကျွန်တော်အားပါတရားဟောတော့အားလုံးစက်ကရအောင်အရှိရတော်တော်လေးမူးတဲ့တကောင်မြတ်တွေကိုတုံနှုတ်နေတာအကျဲမြတ်တွေနှုတ်တော့ခေါင်းအိုးတုတ်ပါဘာဖြစ်လဲတော့ကျွန်တော်လည်းမသိဘူးကျွန်တော်အပွားနဲ့ဆူတောင်းပေးလိုက်တယ်နောက်မကြပါစေနဲ့ကိုတော့ခမရထောင်ထဲရောက်မှတုတ်ပါဒီအဖွဲဆိုဘယ်လိုခေါ်လဲတုတ်ပါမဟုတ်ပါလဲပွေးပါဆုလိမ့်မယ်don't wait pa man you have to wait pa now